အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့တော့ဝက်လက်အသားကောင်းတာလေးတွေ့ရတယ်ဝက်လက်တူချက်စားဖို့အတွက်ဝယ်ခဲ့ပါရဲ့ရှင်အလက်လေးကိုဟီတီရှာစေးအောင်ဆေးပေးပါမယ်သွေးတွေပြောင်းသွားတဲ့အထိဆေးထားပေးပါမယ်ရှင်ကိုဝယ်လာတဲ့ဝက်လက်မှာအမွှေးတွေကျန်တယ်လို့ရှိရင် organ လေးတိုက်ပေးပါနော်ဒီမှာတော့တန့်စင်ပြီးသားဖြစ်တဲ့အတွက်တစ်ခါတန်ချက်ရုံပါပဲရှင်ဒီရတာအတွက်စားတကြားချုံမှုန့်နဲ့ပင်ငတ်မြားရဲ့အပြည့်အကျဲတို့ကိုထည့်ပြီးနေထားပေးလိုက်ပါမယ်ဒီယူစီလေးနည်းနည်းလေးထည့်ထားပေးလိုက်ပါမယ်ရှင်ပြီးရင်တော့သမအောင်ငယ်ပြီးတော့ခဏလောက်နှက်ထားပေးလိုက်ပါမယ်ပြီးရင်အိုးဖို့အပူပေးပြီးတော့စီလေးနည်းနည်းပဲထည့်ပါမယ်ဝက်လက်ကစီများတဲ့အတွက်စီထထလာအောင်မဟုတ်လို့ပါတကြားညိုလေးနည်းနည်းကိုစီနေချို့ပါမယ်ရှင်ခုလိုမျိုးအမြုပ်လေးတွေတက်လာပြီးဆိုတာနဲ့ဝတ်သားလေးကိုထည့်ပြီးလုံးပေးပါမယ်ရှင်ဝတ်သားလေးတွေကိုတင်းပြီးတော့ရေးလာအောင်လို့တစ်ဖက်တစ်ချက်စီလန်ပြီးတော့နှုံးပေးထားလိုက်ပါမယ်ပြီးရင်တော့ချက်တုံယူနဲ့နင်းနှပွင့်လေးတွေပါထည့်ပြီးတော့စီတက်ပေးလိုက်ပါမယ်ပြီးရင်တော့ပေါင်းမှဖြစ်တဲ့အတွက် pressure cooker oil ကိုပြောင်းထည့်ပေးလိုက်ပြီးတော့ရေလေးမြောက်အောင်ထည့်ထားပေးလိုက်ပါမယ်15မိနစ်လောက်ပေါင်းရင်လုံလောက်ပါတယ်ရှင်အချိန်ရှိတာကြီးဆိုတာနဲ့ဝတ်သားလေးကနူပါပြီရှင်နူရှိရင်အိုးလေးရဲ့ပြန်ပြောင်းပြီးတော့အရသာစိတ်ကြိုက်လို့တို့ဖြစ်မှာနော်ဟုတ်လေးလည်းစားခြင်းတဲ့အတွက်ကျွန်တော်ရဲ့မုန်လေးတွေထည့်ထားပေးလိုက်ပါတယ်အရွက်ကလေးလည်းစားခြင်းတဲ့အတွက်ထမမုန်ရင်းလေးထည့်ပြုတ်ပေးလိုက်ပါတယ်ရှင်ကိုနှစ်သက်တဲ့အရွက်ကလေးထည့်ပြုတ်လို့ရပါတယ်ပြီးရင်တော့ပွဲပြင်လို့ရပါပြီရှင်ဒီနေရာမှာအရေးကြီးတာကဝက်လက်ကိုတအားနူးဤတော့အောင်ပြုတ်ခုံလို့ပါဘူးရှင်တအားနူးဤသွားရင်ပြန်ကိုဤပြီးတော့ဆိုင်ရမှာခံဖြစ်တတ်ပါတယ်အလုံးမဲစိုင်းမြင်ကြပါစေရှင်နောက်ဗီဒီယိုလေးပြန်တွေ့ပါမယ်နော်တတား